Microsoft Word ရဲ့ဒီမှာစတိုင်ကိုလေ့လာကြည့်မယ်စတိုင်ကဒီနေရာကိုပြောတာစတိုင်ဒီနေရာကိုပြောတာစတိုင်ကိုလေ့လာကြည့်ဖို့အတွက်ကျွန်တော်စာပိုင်းဖန်တီးမယ် RAND run 5,5 စာပိုင်း5ပိုင်းနဲ့စာကြောင်း5ကြောင်းဝန်းကျင်ဖန်တီးလိုက်တယ်နောက်မှာကစားထားပြီးတော့ enter နှိပ်တယ်ဒါဆိုစာပိုင်း5ပိုင်းတူထွက်လာတယ်အပေါ်ဆုံးမှာကျွန်တော်ကောင်းစင်တစ်ခုရေးလိုက်မယ်ထားလိုက်တော့ work ရဲ့ခေါင်းစဉ်ရေးလိုက်တယ်ဒီ work ကိုကျွန်တော်ကစာလုံးနဲ့ပေးကြည့်လိုက်တယ်စာလုံးကြည့်ပြီးတော့ bold လည်းထားလိုက်မယ်ခေါင်းစဉ်ဆိုတော့ဒီမှာ work အောက်မှာနောက်ထပ်ခေါင်းစဉ်တစ်ခုကျွန်တော်ထားရေးတယ် EXCEN Excel နောက်ထပ်ခေါင်းစဉ်တစ်ခုကျွန်တော်ထပ်ရေးလိုက်တယ်နည်းနည်းပေးကြည့်တယ်ပို့နှိပ်လိုက်တယ်ဒီခေါင်းစဉ်ကိုကျွန်တော်စတိုင်သတ်မှတ်ချင်တဲ့ဒီမှာ heading 1 style နဲ့ heading 1 style ရွေးလိုက်တယ်ဒီလိုခောက်လို့ရတယ် heading 1 style ရွေးလိုက်ပြီးတော့ခောက်လိုက်လို့ရတယ်ဒီလိုမျိုးExcel ကိုလည်း heading 1 style သတ်မှတ်လိုက်တယ် work ကိုလည်းခောက်လို့ရတယ် Excel ကိုလည်းခောက်လို့ရတယ် work ကိုပြန်ဖြည့်လို့ရတယ် Excel ကိုပြန်ဖြည့်လို့ရတယ် work ရဲ့အောက်မှာသူရဲ့ခေါင်းစဉ်အသေးလေးတွေရှိမှာပေါ့ဒီမှာ home ပေါ့ home ပြီးတော့ insert home insert တို့ရှိမှာပေါ့သူရဲ့ခေါင်းစဉ်အသေးကြတော့ကျွန်တော်က heading 2သတ်မှတ်လိုက်တယ် home ရဲ့ထဲမှာစာပိုင်းကျွန်တော်ဖန်တီးတယ် run 1,3 စာပိုင်းတစ်ပိုင်းနဲ့စာကြောင်း3ကြောင်းလောက်ဒီစာပိုင်းကစာလုံး size ကြီးနေတယ်ကျွန်တော်ကစနစ်စာလုံး size ကိုစနစ်ထားတယ် insert ရဲ့အောက်မှာလဲစာပိုင်းတစ်ပိုင်းပြန်ဖန်တီးမယ်1,3 enter နှိပ်တယ်ဒီ insert ရဲ့အောက်ကစာလုံးလဲစာလုံး size ကြီးနေတယ်ကျွန်တော်ကစာလုံး size ကိုစနစ်ပြောင်းလိုက်တယ်ဒီမှာ work ခောက်လိုက်တာနဲ့ work ရဲ့အောက်က heading 2အကုန်လုံး work ရဲ့အောက်ကိုဝင်သွားတယ်ပြန်ဖြည့်တယ်ဒီမှာ heading 2သတ်မှတ်ထားတဲ့ခေါင်းစဉ်ကိုလည်းခောက်လို့ရတယ် home ခောက်လို့ရတယ် insert ခောက်လို့ရတယ်ဒီမှာ Excel ခောက်လို့ရတယ် work ခောက်လိုက်ရင် home နဲ့ insert က work အောက်ကိုဝင်သွားတယ်ဒီမှာ home ပြန်ဖြည့်လို့ရတယ် insert ပြန်ဖြည့်လို့ရတယ်ဒီအောက်မှာနောက်ထပ်ခေါင်းစဉ်တစ်ခုကျွန်တော်ရေးလိုက်မယ် DESIGN design ကိုဒီ heading နဲ့ကျွန်တော် style မထည့်တော့ဘဲနဲ့ကိုကြိုက်တဲ့ style ကိုထည့်ယူလို့ရတယ် title လည်းရှိတယ် sub title လည်းရှိတယ်ဒါလည်းခေါင်းစဉ်ပုံစံပဲကျွန်တော်ကဒီလိုမျိုးပုံစံထည့်လိုက်တယ် design เนาะ design ကဒီလိုမျိုးပုံစံရွေးထည့်လိုက်တယ်ကိုကြိုက်တဲ့ပုံစံရွေးယူလိုက်ပေါ့ဒီမှာအများကြီးရှိတယ် create style အသေးဖန်တီးလို့ရတယ် clear format ကိုဖန်တီးထားတဲ့ style ကိုဖျက်လိုက်လို့လည်းရတယ်ကျွန်တော်က select မှတ်ထားလိုက်မယ် design ကိုကျွန်တော် select မှတ်ပြီးတော့ clear format design ခုနဖန်တီးထားတဲ့ style ပြတ်သွားပြီ create a style ဖန်တီးတာ clear all format ကကိုဖန်တီးထားတဲ့ style ကိုဖျက်လို့ရတယ် design ကြတော့ကျွန်တော်ဒီလိုမျိုး style သတ်မှတ်လိုက်ပြီးတော့design ကိုမူလပုံစံအတိုင်းပြန်ပြောင်းချင်တယ်ဆိုရင် design ကို select ပေးထားပြီးတော့ clear formatting design ကမူလပုံစံအတိုင်းဖြစ်သွားတယ် home tab ထဲက style group ကိုလေ့လာကြည့်တာဖြစ်ပါတယ်